ဆိုတော့ချရတဲ့မိသားစုခွဲလို့ကွာလာရင်မြင်ရှားတဲ့တိုင်းတစ်ပါးမှာလူမျိုးစုံဘာသာခွဲနေတဲ့အောင်ပေါင်းလာနေကံပြင်မဲ့လေးပြီးခိုက်သမျှအကုန်လုပ်ရတယ်ပြောရမမနေတော်ရမနေရဆိုရဲဆိုရိုးစကားတွေကကျွန်တော်တို့တွေအတွက်များလားဗျာဘဝတွေကခါပြီးတော့မာတယ်ကံကြမ္မာကြီးရဲ့ကျွန်တော်တို့လည်းငယ်စီပါဦးလေလောက်တွေးပြီးမှကဗျာလို့နာတဲ့ချိန်ဆိုချီရတဲ့မိသားစုတတိယကလွမ်းလို့ငိုခဲ့ရတယ်ရစ်တွေလည်းမရေတွက်နိုင်ပါတဲ့လွမ်းနေတော့လေမပြေဆုံးတာလေးတွေကမိသားစုချီတွေးကကြိုးစား၍ဆက်လို့ရအောင်မယ်တိုင်းတစ်ပါးကြီးကချတဲ့မြေတွေမိသားစုကိုလွမ်းတဲ့ဘဝတွေလွတ်မြောက်ကြပါစေမြတ်ဖရာထံမှာတောင်းချီချွေကဝတ်ကြွေးရှိရဲ့ဒီများနဲ့သာကြည်ပါစေသာဆုံးလေးတဲ့ဘဝတွေဆိုတော့ချရတဲ့မိသားစုခွဲလို့ခွာလာရင်ရှားတဲ့တိုင်းတစ်ပါးမှာလူမျိုးစုံဘာသာခွဲနေတဲ့အောင်ပေါင်းလာနေကံပြင်မဲ့လေးပြီးခိုက်သမျှအကုန်လုပ်ရတယ်ပြောရမမနေတော်ရမနေရဆိုရဲဆိုရိုးစကားတွေကကျွန်တော်တို့တွေအတွက်များလားဗျာဘဝတွေကခါပြီးတော့မာတယ်ကံကြမ္မာကြီးရဲ့ကျွန်တော်တို့လည်းငယ်စီပါဦးလေလောက်တွေးပြီးမှကဗျာလို့နာတဲ့ချိန်ဆိုတတိယကလွမ်းလို့ငိုခဲ့ရတယ်ရစ်တွေလည်းမရေတွက်နိုင်ပါတဲ့လွမ်းနေတော့လေမပြေဆုံးတာလေးတွေကမိသားစုချီတွေးကကြိုးစား၍ဆက်လို့ရအောင်မယ်တိုင်းတစ်ပါးကြီးကချတဲ့မြေတွေမိသားစုကိုလွမ်းတဲ့ဘဝတွေလွတ်မြောက်ကြပါစေမြတ်ဖရာထံမှာတောင်းချီချွေကဝတ်ကြွေးရှိရဲ့ဒီများနဲ့သာကြည်ပါစေသာ